ကျွန်တော်အခုရောက်နေတာဘယ်နေရာဟိုနီကာရာဂွာနိုင်ငံရဲ့ကိုရန်ဒိုမြို့အခုမှစိတ်ကန်းကနေစပြီးတော့ကျွန်တော်တို့ထွက်လာတာဒီလမ်းလေးတွေကနေလမ်းလျှောက်ပြီးတော့သွားမယ်ဘယ်သွားမှာလဲဆိုတော့ကမ်းခြေကိုနိုင်ငံရဲ့နာမည်ကနီကာရာဂွာတဲ့ကိုမကြားဘူးခဲ့တဲ့နိုင်ငံတခုကိုပထမဆုံးရောက်ဘူးချင်းပါပဲဒီစိတ်ကန်းကလမ်းလျှောက်ပြီးတော့အပြင်ထွက်လို့ရတာမို့ကျွန်တော်တို့ပေါ့ပေါ့ပါပဲလမ်းလျှောက်ပြီးတော့ပဲထွက်လာခဲ့ကြပါတယ်ဒီကစိုက်ကားစီကိုကြီးကြီးလိုက်အလန်းစားဟောမစိုက်ကားပြဒီဟိုတယ်ရိုင်းလိုက်ပါအောင်ဟိုတယ်ကိုရိုင်းလိုက်ပါဒီမှာကြီးဟိုတယ်မိုကိုလန်နဲ့ဗျာဒီကိုရန်ဒိုမြို့ကစိတ်ကန်းနယ်မြို့လေးတစ်မြို့ပေါ့ဒီနယ်မြို့လေးမှာလမ်းလျှောက်နေရတာကကိုယ့်အိမ်ကိုယ့်ရာကိုယ့်နယ်မြို့လေးကိုခဏလောက်ပြန်ရောက်သွားတယ်လို့မျိုးခံစားရပါတယ်ရေရွာအရင်တော့ဒီနားမှာဒီလမ်းမရှိဘူးလားဟလားအသစ်ခင်းလိုက်တာရှိရလားအဆုပ်လေးဟုတ်လားအော်အခုကဟွာကက်ရလန်းခင်းလိုက်တာပေါ့မသိနေကန်အောင်မေးပါဒီမှာနေကန်ပါနေကန်ကြီးမိမရရမှာလားဒီမှာလားဒါကတော့ကမ်းခြေဘေးနာလမ်းကမ်းနားလမ်းပေါ့ကမ်းနားလမ်းကိုရောက်နေပါပြီကမ်းနားလမ်းမှာလမ်းလျှောက်နေပါတယ်စက်ကန်းဂိတ်ဘောက်ကနေမိနစ်20လောက်လမ်းလျှောက်ပြီးချိန်မှာတော့ကျွန်တော်တို့ကမ်းခြေနားကိုရောက်လာပါတယ်ပင်လယ်လေးရှူနေရတာပေါ့တင်မောမှာမီးကိုနှက်နေပါရှိသေးတယ်လေဗျာရောက်လာတာတော်တော်လေးဆိုတော့ဆိုင်နေပါရအောင်မဖွင့်သေးဘူးကမ်းခြေကိုရောက်ပါပြီဟေးတင်မောပေါ်ကနေပင်လယ်ကြီးကိုနေတိုင်းမြင်နေရတယ်ဆိုပေမဲ့ကမ်းခြေကနေပြီးတော့ပင်လယ်ကြီးကိုကြည့်ရတဲ့ခံစားချက်နဲ့ဘလို့မှမတူပါဘူးကမ်းခြေကိုရောက်တဲ့ချိန်မှာစိတ်ကကလေးလေးတယောက်လိုဖြစ်သွားပါတယ်ဒီမှာကနန်းလေးတစ်ကောင်လိုက်ပြမယ်ပျောက်သွားပြီထွက်ပြေးသွားပြီဟိုးလိုင်းတွေရိုက်နေပြီအေးဒီကမ်းခြေရောက်တော့မှပဲကျွန်တော်ကမ်းခြေတွေကိုမရောက်တာတော်တော်လေးကြာပြီပဲဆိုတာကိုပြန်ပြီးသတိရသွားပါတယ်ဟိုနားမှာတဲမြေကွက်လက်လေးတနေရာရှိရယ်အဲ့ဒီနားလေးကိုသွားမယ်ကြောက်တုံးနေနဲ့ကားခုံလိုက်အောင်ဟေးကဲ beach move on လိုက်ပါအောင်မယ်မျက်မှန်လေးပါလေးတက်ပြီးတော့သဲတွေကတော်တော်ဆွဲတယ်ဟာအဲ့ဒါကြောင့်သူဟွာတွေခံလိုက်တာလားမသိဘူးသိလားကြောက်တုံးတွေခံလိုက်တာနော်ဒီဘက်ကပင်လေအကုန်လုံးအဲ့လိုပဲလားဟိုသွားပြီဆိုကုန်ပြီအလှမ်းတကယ်ရိုက်တာဟာဒါကတော့ကမ်းခြေနာကပန်းချံလေးနန်းနဲ့လေးချီးစော်ရနန်းကမ်းခြေမှာလှိုင်းနဲ့ကျန်းတာမို့ရေမကူးရတာကြောင့်ကမ်းခြေနာပန်းချံလေးမှာကျွန်တော်တို့လာထိုင်ကြပါတယ်လမ်းလျှောက်နေနဲ့တွေ့ရတာကအဲ့လိုအင်းနေတော်တော်များများတရှင်းလေးတွေဖွင့်ထားပြီးတော့နေနေကြတွေ့ရတယ်ဒီကလူတွေကစိုက်ကားလေးတွေနင်းလိုက်စပိန်လေးတွေစီးလိုက်နဲ့ခုတလော line ပေါ်မှာပြောနေကြတဲ့ slow life လို့ခေါ်တဲ့ပုံစံကိုလက်တွေ့နေကြတဲ့သူတွေပါပဲပန်းချံလေးမှာခဏထိုင်ပြီးချိန်မှာတော့ကမ်းခြေကစားသောက်ဆိုင်တွေကလည်းမဖွင့်သေးတာကြောင့်ကျွန်တော်တို့မြို့ထဲဘက်ကိုပဲခြေဦးလှည့်ခဲ့ကြပါတယ်